အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒုတိယဒုက္ခမိန်အကောင့်လေးက channel လေးကနေပြီးတော့ကျွန်တော်မိသားစုနေကျွန်တော်ရဲ့ဒုက္ခမိန်အမျိုးတွေအားလုံးပဲเนาะကျွန်တော်ရဲ့ video file လေးကိုကြည့်ပြီးဆိုတော့လည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပါစေအသက်ရှိရငွေနိုင်ကြပါစေလို့ကျွန်တော်ကနေပြီးတော့ဥစ္စာပါတော်မှာဆုတောင်းမြတ်တာပို့တာပါတယ်ဗျာကဲကျွန်တော် video file လေးကကျွန်တော်မနက်ပြန်30ရက်12လ2022မှာကျွန်တော်အင်္ဂါနေ့မနက်ဈေးအတွက်ကိုအဓိကထားအဓိကကစားမယ်မနက်ကလို့ခွန်ချောက်ဆိုတဲ့ကဏ္ဍလေးနဲ့ငွေထုတ်နိုင်အောင်လို့ကျွန်တော်အကောင်းဆုံးရွေးချယ်ထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော် video file လေးလာအောင်မျှဝေပေးတာပါဒါကြောင့်မလားပြန်အင်္ဂါနေ့တရက်ပဲကြံမယ်နော်မျိုးရအောင်မယ်ဒီရက်မှာအကောင်းဆုံးလေးပေါက်ပြီးတော့ငွေထုတ်ပြီးတော့ဖွဲသိမ်းကျင်ဆိုတဲ့ကူမတွေကအဓိကကျွန်တော်ပေးမဲ့ကျွန်တော်ရွေးချယ်ပေးမဲ့ဝမ်းချင်းလေးနဲ့အဓိကမေယောကဏ္ဍလေးကိုပဲမနက်ပြန်အင်္ဂါနေ့မနက်ဈေးကိုအဓိကဦးစားပေးဆိုရင်မနက်ပြန်မှာငွေထုတ်ရပါလိမ့်မယ်မျိုးရအောင်မယ်ကဲကျွန်တော်ဒါဆက်ပြီးသွားကြမယ်ကျွန်တော်ဒါမနက်ပြန်30ရက်နေ့ကိုအဓိကဝမ်းချင်းဒီ83ညဝမ်းချင်းပါခင်ဗျာနော်83ညဝမ်းချင်းကမနက်ပြန်လုံးဝလက်လို့မရတဲ့ဝမ်းချင်းကြောက်ကြမယ်ဝမ်းချင်းပါနော်ဒါကြောင့်လုံးမရှိတဲ့ကူမတွေ10ဘတ်ဒီ3ညဘတ်ဒီနော်အကူမိုင်းအားလုံးပဲလုံးဝကြီးတဲ့ကူမတွေက10ပေါင်စော3ညပေါင်စော10နဲ့ကတ်စောမယ်3ညနဲ့ကတ်စောမယ်နော်ပတိစောနိုင်တဲ့ကူမတွေက10ပတ်ဒီ3ညပတ်ဒီစောမယ်သို့တော့ပတိမစောနိုင်တဲ့ကူမတွေကကျွန်တော်ကရွေးချယ်ပေးမယ်မိန်ကနန်းနဲ့အဓိကကနန်းရွေးခွက်ကိုပဲဦးစားပေးပြီးစော့ပေးပါနော်အကွက်အများကြီးထိုးကြမလို့ကနန်း9ခွက်ပဲထုတ်ပေးမယ်ထုံးစံတိုင်း4ခွက်ရမယ်1ခွက်တင်မယ်ဒါပဲနော်ဒါကြောင့်မို့ကြရင်စော့မယ်မကြရင်တော့ကိုကြိုက်တဲ့ကနန်းကိုစော့ပြနော်အမျိုးရအောင်ပဲအဓိကလည်းကျွန်တော်တန်းနေတဲ့ဘက်ကကျွန်တော်ညံစွမ်းရှိသလောက်ညံပြီးသလောက်အကောင်းဆုံးကြိုးစားပြီးလာတင်ပေးတာဒါကြောင့်မလို့ကြက်လိုက်လက်မလေးနေတာ video file လေးကိုရေးမကြော်ပဲနဲ့အစအဆုံးနဲ့ကြည့်ပြီးတွင်းလို့ကျွန်တော်ပြောပေးထားတယ်နောက်မျိုးရအောင်ပဲ share လို့ရရ share ပေးပါ channel ကို subscribe လုပ်ရတဲ့ကိုမှနှိပ်ပြီးသားကိုမှ video file လေးကိုအများမြင်နိုင်မယ့်နေရာလေးမှာ share ပေးပါကျွန်တော်ကထူပဲမြင်နိုင်ရခဲ့ပါတယ်ကဲစလိုက်ကြရအောင်ဗျာနော်73ညဝမ်းချင်းမှာနော်ဒီဝမ်းချင်းမှာဘာယိုဒီကထိုးရမလဲဘယ်ကဏ္ဍနေရတင်ခွက်ဖြစ်မလဲကျွန်တော်ပြောပြပေးမယ်နော် video file လေးဆုံးနေကြည့်ပေးရှင်းတဲ့ပတ်သက်ပြီးထိုးရမယ့်ကဏ္ဍ9ခွက်ခေါ်ပေးမယ်4ခွက်ရမယ်1ခွက်တင်မယ်နောက်ကိုမှအားလုံးပဲရှင်းတဲ့ပတ်သက်ပြီးထိုးရမယ့်ကဏ္ဍ line မှာပြီးပါရှင်းတဲ့ပတ်သက်ပြီးတော့81 85 86 8ခွန်ပါအခုမှရအောင်ပဲရှင်းတဲ့ပတ်သက်ပြီးအဓိကထိုးရမယ့်ကဏ္ဍက81 85 86 8ခွန်ပါအခုမှရအောင်ပဲဒီကဏ္ဍလေး၄ခွက်ကရှင်းတဲ့ပတ်သက်ပြီးအဓိကထိုးရမယ့်ကဏ္ဍပါနော်ပြီးတော့3ညတဲ့ပတ်သက်ပြီးအဓိကထိုးရမယ့်ကဏ္ဍက30 60 80 30ပါအမျိုးရအောင်ပဲ3ညတဲ့ပတ်သက်ပြီးတော့အဓိကထိုးရမယ့်ကဏ္ဍက30 60 80 30ပါအခုမှရအောင်ပဲနော်3ညနဲ့ပတ်သက်ပြီးအဓိကထိုးရမယ့်ကဏ္ဍက30 60 80 30ပါနော်ရှင်းတဲ့ပတ်သက်ပြီးအဓိကထိုးရမယ့်ကဏ္ဍ81 85 86 8ခွန်ပါ3ညနဲ့ပတ်သက်ပြီးထိုးရမယ့်အဓိကကဏ္ဍက30 60 80 30ပါကျွန်တော်ထပ်ခါပြောပြီးရနော်တေချာရှင်းအောင်နားထောင်ပါနားလေအောင်တေချာလေးနားထောင်ပြီးရစ်ကြော်ရင်လုံးဝမလုပ်ဘဲနဲ့ကြည့်ပေးပါရစ်ကြော်ကြည့်လို့ကဏ္ဍကြံခဲ့ရင်ကျွန်တော်ကိုမှရွေးနင်းလာလိုက်မယ်နောက်မျိုးရအောင်မယ်ရှင်းတဲ့ပတ်သက်ပြီးတော့81 85 86 8ခွန်3ညနဲ့ပတ်သက်ပြီးတော့30 60 80 30ပါအမျိုးရအောင်မယ်နော်ဒီကဏ္ဍလေးရရှင်းတဲ့ပတ်သက်ပြီးဒီကဦးစားပေးကဏ္ဍလားကဲလာပြီးအကြိုက်ဆုံးမိန်ကဏ္ဍလေးနော်မိန်ကဏ္ဍလေးမပြောခင်မှာကျွန်တော်ရန်ကဏ္ဍအနေနဲ့လေးလုံးအပြီးပေါက်ခွေလေးကျွန်တော်ပြောခဲ့ပြီပဲကြာရင်ဆိုမကြာရင်တော့ကိုယ့်အကူကြိုက်တာလုပ်ရနော်ခွေလေးက1 3ည4 5လေးလုံးပြီးပေါက်ခွေပါနော်မျိုးရလုံးပဲအခွေလေးက1 3ည4 5လေးလုံးပြီးပေါက်ခွေပါအမျိုးရလုံးပဲနော်အခွေလေးက1 3ည4 5ပြီးပေါက်လေးလုံးခွေမိန်ကဏ္ဍလေးလာပြီမိန်ကဏ္ဍလေးရရှင်းတဲ့ပတ်သက်ပြီး83ဒီမိန်ကဏ္ဍ3ညနဲ့ပတ်သက်ပြီး40ဒီမိန်ကဏ္ဍပါအခုမှရလုံးပဲဟောတေချာလေးမှတ်ထားပြီနော်83မိန်ကဏ္ဍပါ40မိန်ကဏ္ဍပါအခုမှရလုံးပဲ83ဒီမိန်ကဏ္ဍပါ40ဒီမိန်ကဏ္ဍပါအခုမှရလုံးပဲကျွန်တော် video တင်လိုက်မလုံးနဲ့နော်ကျွန်တော်အဲ့လိုမပြောနဲ့ကျွန်တော်ကကဏ္ဍကြိုက်မှကဏ္ဍပိုင်မှတင်ပေးတာနော်ကဏ္ဍမကြိုက်ကဏ္ဍမပိုင်ရနဲ့တင်ပြီးလို့ကျွန်တော်ကမှယူထိုးတဲ့ခါကျရင်ကိုထိုးကိုကမှဖြစ်လို့နော်ကိုထိုးလို့မပေါက်ခဲ့နဲ့ကိုကကိုပဲရှုံးပါဒါကြောင့်ကျွန်တော်ဖြစ်ကြလက်ဆန်မလုပ်ဘူးဗယံမတာမလုပ်ဘူးကဏ္ဍပိုင်မှကျွန်တော်တင်ပေးရဒါကြောင့်မလို့ video file တွေနေ့တင်ညတင်ကျွန်တော်ဒီလိုမျိုးပြောတာတွေကိုရက်တန်းရက်ပါအမျိုးရအောင်ပဲနော်ကဏ္ဍကိုတွေ့ရကျွန်တော်ရှာပြီးကောက်တင်ပြီးတော့လွယ်တယ်နော်ကဏ္ဍကြိုက်မှကျွန်တော်ကတင်ပြီးရကျွန်တော်ကမှတွေကိုနော်ဒါကြောင့်ဒါကျွန်တော်ဒါ video file လေးပုံမှန်တင်မယ်ကျွန်တော် live show လေးပုံမှန်တင်မယ်ဆိုတာကကျွန်တော်ကဏ္ဍကြိုက်ရင်တင်ပေးမယ်ကဏ္ဍမကြိုက်တဲ့ခါတော့ကဏ္ဍမတွေ့ရတဲ့ခါကျကျွန်တော်မတင်ပေးပြပါဘူးလို့ရအောင်မယ်ဒါလေးတော့တစ်ချက်သိခံပြီပါနော်ကိုမှရအောင်မယ်ကဲ video file လေးကျန်အောင်ပြီပါနော်မနေ့330ရက်နေတော့ဝမ်းချင်းဒီ83ညဝမ်းချင်းပါနော်မိန်ကနန်းဒီ83မိန်ကနန်းပါ3ညနဲ့ပတ်သက်ပြီး40ဒီမိန်ကနန်းပါနော်လေးလုံးပြီးပေါက်ခွေလေးက1 3ည4 5လေးလုံးပြီးပေါက်ခွေပါအမျိုးရအောင်မယ်နော်ကဲကျွန်တော်ကမှ review file လေးရှင်းတောင်းယူပါနော်ကျွန်တော်မိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပါစေအသက်ရှိရငွေပါစေနော်ကျွန်တော်ဒုက္ခမိတ်မိသားစုတွေအားလုံးပဲမနှက်ဖြန်မှာမိန်ကနန်းလေးနဲ့ငွေထုတ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းနေမယ်ကျွန်တော်ရဲ့ review file လေးဒီမှာပဲရှင်းတောင်းယူပါအားလုံးပဲကိုလက်ပါမနှက်ဖြန်
ကျွန်တော်နေကင်းမှာအောင်ဝဲခံတိုင်းပြန်တွေ့ပါမယ်ဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ပါနော်